လေးတွေကအစားအစာတွေကိုအရသာရှိနဲ့အများကြီးစားတာကိုမြင်ရတာကမိဘတွေအတွက်တော့စိတ်ကြံသာစေတဲ့မြင်ကွင်းတစ်ခုပါပဲเนาะကလေးကစားတဲ့စားထွားတဲ့ထွားကျန်းမာတယ်ဆိုလို့ရှိရင်တော့ကောင်းတာပေါ့ဒါပေမဲ့ကလေးကိုအချိန်အခါလိုက်ကြွေးသိမ်းတာတွေရှိသလိုမကြွေးသိမ်းတာတွေရရှိပါတယ်ဒီတစ်ခေါက်မှာတော့ကလေးကိုအိပ်ရောင်မွေးခင်မကြွေးသိမ်းတဲ့အစားအစာတွေအကြောင်းကိုပြပေးသွားမှာဖြစ်ပါတယ်เนาะညီမရဲ့ဗီဒီယိုလေးကိုမစားခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနား notification bell လေးကိုပါ on ခဲ့ပြီးမေးပါနဲ့အောင်ရှင်ပထမအဆုံးကတော့ကဖေးပါနဲ့တောက်စရာတွေပဲဖြစ်ပါတယ်เนาะအကြောင်းကတော့ကလေးကိုအိတ်ခါနီးမှာကဖေးပါနဲ့တောက်စရာတွေစားစရာတွေကြီးတာဆိုလို့ရှိရင်ကလေးကိုအိတ်မပြောအောင်နှုတ်ဆော်ပေးသလိုဖြစ်ပြီးတော့ကလေးကကောက်ကောက်အိတ်ပြောဖို့ခက်ခဲသွားနိုင်ပါတယ်ဒါကြောင့်ကလေးကိုကောက်ကောက်အိတ်ပြောစေခြင်းနဲ့အဲ့ဒီမဝါတာမျိုးမဖြစ်စေချင်ဘူးဆိုလို့ရှိရင်တော့အိတ်ခါနီးမှာကဖေးပါနဲ့တောက်စရာတွေစားစရာတွေကိုမကြွေးမိဖို့လိုပါမယ်เนาะနောက်တစ်ချက်ကတော့အချိုများရဲ့တောက်စရာတွေပဲဖြစ်ပါတယ်ဆိုတာတကြားတထားတဲ့တတိဖြော်ရည်တွေအချိုရည်တို့လိုမျိုးတကြားပါဝင်မှုများတဲ့ဖြော်ရည်တွေကိုအဲ့ရောင်ဝင်ကန်ဒီမှာကလေးကိုမတိုက်ပါနဲ့နော်ဒါတွေကဆိုလို့ရှိရင်ကလေးကိုတူတူကြတဲ့မြင့်တက်စေပြီးတော့အာယုံစူးစိုက်မှုခက်ခဲတာတကြောင်မှုလွန်ခဲ့တာတွေကိုဖြစ်စေနိုင်တယ်လို့တော့မတိုက်ပဲအိပ်ပျော်သွားမယ်ဆိုလို့ရှိရင်လည်းသွားပြက်စီတာတော့ပိုးစားတာတွေအထိပါခံစားရနိုင်ပါတယ်ရှင်နောက်တစ်ချက်ကတော့စီကြောစားရေးပဲဖြစ်ပါတယ်ဒီအစားအစာတွေကိုအလွန်ကြိုစားမိမယ်ဆိုလို့ရှိရင်အဝလွန်စေနိုင်ပါတယ်ဒါကိုကလေးကညဘက်အိပ်ရာဝင်ကန်ဒီမှာစားမိမယ်ဆိုလို့ရှိရင်အစီများလုံးတာကြောင့်အစာကြေခဲ့တာအစာကြေပြတ်ဖို့ခက်ခဲတာတွေကိုဖြစ်စေနိုင်ပါတယ်ဒါတင်မကသေးပါဘူးအစာကြေစနစ်ကကောင်းမချေပြရသေးခင်မှာကလေးကအိပ်ပျော်သွားမယ်ဆိုလို့ရှိရင်ရင်ပြေတာဘိုင်းရောဘိုင်းနှံဖြစ်တာတွေကိုပါခံစားရနိုင်ပါတယ်ရှင်နောက်တစ်ချက်ကတော့ချောကလက်နဲ့တကြားလုံးပဲဖြစ်ပါတယ်ချောကလက်မှာကဖေးအနဲ့ငင်နဲ့အချိုဓာတ်တွေအများကြီးပါဝင်နေပါတယ်တကြားလုံးမှာဆိုလို့ရှိရင်တော့အချိုဓာတ်ကရိုင်နှုန်းပြေးပါဝင်နေပါတယ်เนาะဒီအစားအစာနှစ်မျိုးစလုံးကဆိုလို့ရှိရင်အဲ့ရဝင်ကန်ဒီမှာကလေးကိုကောက်ကောက်အိပ်ပျော်စေဖို့ခက်ခဲစေနိုင်တယ်လို့တကြားလုံးချောကလက်တွေစားပြီးချိန်မှာသွားမတိုက်ပဲအိပ်ပျော်သွားမယ်ဆိုလို့ရှိရင်ကလေးကသွားတဲ့ဂရင်းပြဿနာတွေကိုခံစားရစေနိုင်ပါတယ်နောက်ဆုံးကတော့တတိကြောက်တွေပဲဖြစ်ပါတယ်တတိတွေကကျန်းမာစေတယ်ဆိုပေမဲ့ညာရဝင်ကန်ဒီမှာအများကြီးဆောင်ရမယ်ဆိုလို့ရှိရင်တော့ဘိုင်နာတာအစာစနစ်ပြဿနာဖြစ်တာတွေကိုခံစားရနိုင်ပါတယ်အစာကြေခဲ့ပြီးတော့အိယာဝင်တာနောက်ကျစေနိုင်တာကြောင့်ကလေးကိုတတိကြောက်ကျွေးမယ်ဆိုလို့ရှိရင်တော့နေ့တစ်နေ့တာရဲ့အစောပိုင်းကာလမှာကျွေးသင့်ပါတယ်ရှင်ဒါကြောင့်ကလေးတွေကဘလောက်ပဲကြိုက်ကြိုက်ကလေးရဲ့အိပ်စက်မှုနဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်တာကြောင့်အခုညီမပြပြပေးခဲ့တဲ့အစားအစာတွေကိုညာအိကဝင်ကန်ဒီမှာကျွေးတာကိုရှာချင်သင့်ပါတယ်နော်ညီမဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါဘောနော်